အားလုံးပဲမင်္ဂလာပါရှင်ယခုဖတ်ပြပေးလိုတာကဆရာကြီးဦးရွှေအောင်ရေးသားပြုစုထားသောဓမ္မပရဝတ္ထုအပိုင်း1ဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်ပန်းများလှသလိုလူဘဝသည်လည်းလှပါ၏ပန်းများမွှေးသလိုလူဘဝသည်လည်းမွှေးပါ၏လှသောမွှေးသောပန်းများကိုလောက၌ထိုက်ထိုက်တန်တန်အသုံးချ၍ရသလိုလှသောမွှေးသောလူဘဝများကိုလည်းလောက၌ထိုက်ထိုက်တန်တန်အသုံးချ၍ရပါ၏ဖျားတင်၍ပူဇော်ခြင်းဖြင့်ပန်းများကိုလောက၌ထိုက်ထိုက်တန်တန်အသုံးချသလိုလောကအတွက်ပူဇော်ခြင်းဖြင့်မိမိတို့၏ဘဝကိုထိုက်ထိုက်တန်တန်အသုံးချ၍ရပါ၏ဓမ္မပဒပုပ္ပဝတ်မှဦးရွှေအောင်1928မှ1994ပဲခူးတိုင်းကဝမြို့နယ်ဖလေးရွာတွင်အဖဦးစုအမိဒေါ်အုံးရှင်တို့က1928ခုဇွန်လ9ရက်တွင်မွေးဖွားသည်အမိရင်းမှာဦးရွှေအောင်ဖြစ်သည်ဖလေးရွာအလယ်တန်းကျောင်း1935ပဲခူးမြို့မဟာဝိသုဒယာမကျောင်းတိုက်1946မန္တလေးမြို့တောင်ပြင်ဘုရားကြီးတိုက်ဆရာတော်ဦးကျေကျောင်း1948သက်ကြီးတက္ကသိုလ်1960အိန္ဒိယပြည်ဘုံဘေတက္ကသိုလ်1981တို့တွင်ပညာသင်ခဲ့သည်စေတီရင်ကနဓမ္မစရိယတကြတိဟဓမ္မစရိယဝတ္တံတကအစိုးရဓမ္မစရိယတိရောမဏိ1953တက္ကသိုလ်ဝန်ထမ်း1956သက်ကြီးတက္ကသိုလ်မှဝိစာပွဲ1965ဘုံဘေတက္ကသိုလ်မှမဟာဝိစာပွဲတက္ကတာနှင့်တတ္တမဇောတိကတစသာသနာပြုပွဲ1992တို့ကိုရရှိခဲ့ပါသည်1941တွင်ရှင်သာမဏေဝတ်သည်1948တွင်ယဟန်ဖြစ်သို့ရောက်သည်1960တွင်လူဝတ်လဲသည်ပြည်သူ့ထောက်ပံ့ရေးအုပ်ချုပ်မှုအဖွဲ့၌ဝန်ထမ်းဗုဒ္ဓသာသနာနုဂဟအဖွဲ့၌လက်ထောက်အယ်ဒီတာအုပ်ချုပ်ရေးအရာရှိသာသနာရေးဦးစီးဌာန၌တွဲဘက်ညွှန်ကြားရေးမှူးတာဝန်များကိုထမ်းဆောင်ခဲ့ပါသည်1988တွင်အငြိမ်းစားယူသည်ထင်ရှားသောစာအုပ်များမှာရတစာပေ၏ရတဗုဒ္ဓလောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်ကိုကျင့်ဗုဒ္ဓဝင်အမြင်များပြောင်းလဲခြင်းနှင့်အတွေးမြင်စာစုများဘဝအကျဉ်းသာဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့ကုသိုလ်နှင့်အကုသိုလ်ဗုဒ္ဓဝါဒပေါ်ထွန်းခြင်းစာဖတ်သူများချမ်းသာကိုရှာဖွေခြင်းဘဝအမြင်သစ်ခြေရဝါဒအုံမြင့်အတ္တဝါဒီမှာအနတ္တဝါဒသို့ခရီးစဉ်တို့ဖြစ်ကြသည်1994ခုဒီဇင်ဘာ22ရက်တွင်ရန်ကုန်မြို့၌ကွယ်လွန်သည်တပြေကံဆရာတော်အရှင်ဝါသစ္စာဘိဝံသ၏ပေးစာဦးရွှေအောင်ထံ1352တပူရဲလာစုံ3ရက်အလေးထားရေးသားအပ်ပါသည်ပါဏိနသေရတကောမှုတီနေတယနှင့်ဆက်၍ထင်မြင်ချက်ရေးရန်စိတ်ရှိနေတော်လဲအလုကများစာကိုဖတ်ဖို့အချိန်ကသိမရတော့ကြာသွားပါသည်ဦးရွှေအောင်ရေးသားခဲ့သောစာဆောင်မဂဇင်းထိုထိုကစာများကိုဖတ်ရသည့်အခါလဲအတော်နှစ်သက်ခဲ့ပါ၏ဤအတွေးခေါ်ဤရေးဟန်များမှာအခြားစာရေးဆရာများ၌မတွေ့ရသောအတွေးခေါ်သည့်ရေးဟန်အစမ်းအသစ်များဖြစ်ရာဦးရွှေအောင်ဤရေးဟန်ကိုမိအောင်တုပဖို့ရာလွယ်လိမ့်မည်မထင်ပါပေမိမိရေးသားတင်ပြသမျှတို့၌အများကိုဆွဲဆောင်နိုင်သောအတွေးခေါ်ရှင်အစမ်းထွင်တတ်သောစာရေးဆရာကောင်းတူအဖြစ်မြင်ခဲ့သောမိမိတို့မှာ
ဘာနိနီတိဋ္ဌန္တကောမှုတိနေတယကျမ်းကိုမြင်ရတော့ဩဤနေတယတစ်ကြီးဤမျှကောင်းမွန်သည်မှာမဆန်းပါတကားဟုအာရခဲ့ရကျေနပ်ခဲ့ရဝမ်းသာရွှင်မြူးကြည်နူးခဲ့ရပါသည်ဦးထိန်ဝင်းအားမိမိထင်မြင်ချက်အကြိမ်ကြိမ်ပြောခဲ့ဘူးသည်မှာမိမိကိုယ်တိုင်တက္ကတအလွန်ကြေပွန်ပြီးဖြစ်တော့အခြားအဖွင့်ဒီကာရီရှာဖွေကြည့်ဖို့မလိုပဲဤတကြမ်းတဲ့နဲ့တက္ကတတတာလေ့လာသူများကိစ္စပြီးအောင်စီစဉ်တင်ပြထားသည်မှာအားရဖွယ်ကောင်းလာပါတည်းဟုဖြစ်ပါသည်ဘုန်းကြီးထင်မြင်ချက်ပြောရလျင်တက္ကတသင်ကြားမှုပို့ချမှုကဤနိုင်ငံ၌တော်တော်ရှားလျက်ရှိပါ၏သင်ကြားပို့ချမှုပင်အလွန်နေလျင်ဤစာအုပ်မျိုးရေးဖို့ကမျှော်မှန်းဖို့ပင်ခဲယဉ်းလာ၏ဆရာဦးရွှေအောင်ပဲရှိမည်ဖြစ်ပါ၏နောင်လာနောက်သာပညာလိုလားသူရှင်လူများအတွက်သာထက်ခါကြိုးစားပါအောင်ဟုအထူးတောင်းပန်ရပါသည်အရှင်ဝါသစ္စာဘိဝန္တရွှေကျင်ကျောင်းထိုက်မင်္ဂလာတောင်ညွန့်မြို့နယ်ရန်ကုန်ဆရာကြီးဦးရွှေအောင်၏ဒေဝဒတ္တဆရာကြီးဦးရွှေအောင်၏ဒေဝဒတ္တဆိုသည်မှာကျမ်းစာအုပ်တအုပ်မဟုတ်ပါစစ်ပြန်မဂ္ဂဇင်းတွင်1990ပြည့်ဖေဖော်ဝါရီလမှစ၍ဧပြီတိုင်အောင်3လဆက်ပြီးရေးခဲ့သောအခန်းဆက်ဆောင်းပါးရှည်ကြီးဖြစ်ပါသည်ကလောင်အမီနေရာတွင်တော့ရွှေအောင်မဟာဝိဇ္ဇာတက္ကတဝတ္တန်တကာနှင့်တိရောမဏိဟူ၍တွေ့ရပါသည်တက္ကတစာပေနှင့်ပတ်သက်၍မဟာဝိဇ္ဇာဘွဲကိုစုခူးခဲ့ကြောင်းသိသာပါသည်ဝတ္တန်တကာနှင့်တိရောမဏိတို့မှာအထွတ်တကွန်းဟူသောသဘောမျိုးဖြစ်သည်ဟုမှန်းဆရပါသည်တည်တည်ချာချာမသိပါဆရာကြီးကိုလည်းတခါမျှမတွေ့မမြင်ဘူးပါသို့တော်လည်းဆရာကြီးပြုစုသောရတ္တနိဒံကျမ်းကိုဖတ်ကြည့်ခဲ့ဘူးသောကြောင့်ဆရာကြီး၏ပညာကိုအံ့ဩအားကျခြင်းယူသေးခြင်းတို့အထက်ဖြစ်ခဲ့ရဘူးပါသည်စင်စစ်အားဖြင့်ထိုကျမ်းကိုကျွန်တော်ပြည့်ပြည့်ဝဝနားမလည်နိုင်သေးပါသူ့ကိုကြည့်အချိန်ပေးပြီးဖတ်လိုက်စဉ်းစားလိုက်အတော်ကြာကြီးလုံးမှနားလည်နိုင်မိကျမ်းမျိုးဖြစ်ပါသည်ထိုကဲ့သို့ဆရာကြီးပေါ်ရိုသေစိတ်အခမ်းရှိနေခဲ့ပြီးဖြစ်သောကြောင့်ဒေဝဒတ္တဆောင်းပါးများကိုစောင့်ပြီးဖတ်ခဲ့မိခြင်းဖြစ်ပါသည်စင်စစ်အားဖြင့်ဒေဝဒတ္တအကြောင်းကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များသာမဟုတ်မြမစာပေကိုလိုက်စားဘူးသူမှန်လျင်မြမရီဝလာမီဆိုပါလျင်ဗုဒ္ဓဘာသာဝင်မဟုတ်သူလူမျိုးခြားများပင်လျင်သိနေကြပါသည်ဆရာကြီး၏အမိကိုတွေ့လိုက်ရသောအခါဒေဝဒတ်အကြောင်းကိုစိတ်ဝင်စား၍မဟုတ်ပဲဥရွှေအောင်ကိုစိတ်ဝင်စားမိသောကြောင့်သာဖတ်လိုက်မိခြင်းဖြစ်ပါသည်ဖတ်လိုက်မိသောအခါတွင်ကဆရာကြီးဥရွှေအောင်ကိုသာမဟုတ်ဒေဝဒတ်အကြောင်းကိုလည်းပိုပြီးသိလာရသည်ထို့ပြင်ကျွန်တော်တို့အကြောင်းကိုလည်းပိုပြီးသိလာရပြန်သည်ဟုဆိုလိုက်ချင်မိပါသည်ထို့ကြောင့်ထိုဆောင်းပါးအတွက်ကြော်ညာမောင်းသမားဖြစ်ကျွန်တော်ကဤဆောင်းပါးကိုရေးလိုက်ရခြင်းဖြစ်ပါသည်ပရိသတ်တို့မိသည်မောင်းသမားကိုပဒါနမထားဇက်မင်းသားကိုသာအာယုံပြုတတ်ကြမည်ဓမ္မတာတိုင်းထိုဆောင်းပါးများကိုရှာဖွေဖတ်ရှုကြလိမ့်မည်ဟုယုံကြည်မိပါသည်ဆရာကြီး၏ဆောင်းပါးများမှအနည်းငယ်ကိုကောက်နှုတ်တင်ပြပြီးကျွန်တော်နှစ်သက်မိပုံကလေးများကိုထည့်သွင်းပြလိုက်ပါရစေမြတ်စွာဘုရားသည်တာဝတိပြည်၌စံနေ၏ဒေဝဒတ်ကရာဇဂျိုပြည်၌စံနေ၏ရှင်သာရိပုတ္တရာနှင့်ရှင်မောက္ကလန်တို့သည်ယဟန္တာ900ခြံရံလျက်ရာဇဂျိုပြည်သို့တရားဟောရန်ကြွသွား၏ဒါနကထာသီလကထာတက္ကကထာ
မက္ကကထာအားဖြင့်အစဉ်တိုင်းဟောရာဆရာကြီးရှင်းလင်းပြပုံကိုကြည်ပါစာသင်ကျောင်းများ၌စာသင်သားပုဂ္ဂိုလ်တို့၏အတန်းအစအလိုက်သင်ခန်းစာများကိုအလွယ်နှင့်အခက်စီစဉ်သည့်သဘောမျိုးပင်ဖြစ်၏လူဒန်းမှုနှင့်ဆက်သောတရားစကားဒါနကထာသည်ပြုလုပ်ရလွယ်ကူသဖြင့်ပထမဦးဆုံးပြုလုပ်တတ်ကြသောကြောင့်ရှေးဥစွာဟောအပ်သောတရားစကားဖြစ်၏ဒါနဟူသည်ပြုလုပ်ရလွယ်ကူသောလည်းအသိဉာဏ်ရှင်သူများအတွက်ကြီးမားသောအကျိုးအာနိသင်ရှိ၏ဒါနသည်နှမျောခြင်းမစ္စရိယကိုကျော်လွန်ပြီးလိုချင်ခြင်းလောဘကိုပယ်တတ်နိုင်မှသာလျှင်ပေးလှူနိုင်ခြင်းမျိုးဖြစ်သဖြင့်ပါရမီ10ပါးတွင်ပထမဦးဆုံးလာသောပါရမီဖြစ်၏အမှန်အားဖြင့်လောဘကိုအောင်နိုင်လျင်လောကကိုအောင်နိုင်သူဖြစ်၏သမုဒယသစ္စာဟူသည်လောဘပင်တည်းလောဘကိုအောင်ရန်လွယ်ကူသည်မဟုတ်ကိုယ်ကျင့်သိက္ခာကောင်းသူများသာအောင်နိုင်ကြ၏ထို့ကြောင့်ကိုယ်ကျင့်သိက္ခာကောင်းသူများဖြစ်လာကြစေရန်သီလနှင့်ဆက်သောတရားစကားသီလကထာကိုဟောရ၏ဒါနလည်းရှိပြီးသီလလည်းရှိပြီးဆိုလျှင်ထိုပုဂ္ဂိုလ်များအတွက်စီးစိမ်ချမ်းသာဟုသည်ပြေးမလွတ်တော့ပစ္စုပန်၌လည်းဒါနကြောင့်လောဘကင်းသဖြင့်ချမ်းသာ၏သီလကြောင့်ဒေါသကင်းသဖြင့်လည်းချမ်းသာ၏တမလွန်၌လည်းနတ်ချမ်းသာလူချမ်းသာကိုမလွဲမသွေရမည်သာဖြစ်၏ထို့ကြောင့်နတ်ပြည်နှင့်ဆက်သောတရားစကားတက္ကကထာကိုဟောရ၏ကျွန်တော်တို့သည်လည်းဒါနသီလစသည်တို့ကိုသင်အံကြက်မှတ်ခဲ့ရပူပါသည်အလှပေးခြင်းကိုလည်းဘာသာတရားဤအဆုံးမအလျောက်တအားသမျှပြုခဲ့ပူကြပါသည်သို့သောဒါနကိုအဘဲကြောင့်ပါရမီ10ပါးတွင်ထည့်သွင်းရပါသည်နည်းဆိုသည်ကိုကိစ္စတစ်ခုလုံးပြီးမစင်စားခဲ့မိယူအမှန်ဖြစ်ပါသည်ဆရာကြီးရှင်းပြလိုက်သောအခါတွင်မှအပြုလုပ်ရလွယ်ကူခြင်းအသိဉာဏ်စင်ကြယ်တတ်လျင်လောဘကိုနှုံသွားစေခြင်းစသည်တို့ကိုပါလင်းကနေကြိုးချောင်းဆက်ဆက်ပြီးတွေးလိုက်မိပါသည်ပါရမီနှင့်ပတ်သက်ပြီးဆရာကြီးဆက်လက်ရှင်းလင်းလိုက်ပုံကိုဖတ်ကြည့်ကြစေချင်ပါသည်ဆရာကြီးကဒေဝရတ်သည်တာကီဝင်မင်းမျိုး၌ဖြစ်ရခြင်းရခဲ့သောယဟန်ဘဝကိုရသေးခြင်းဇန်သမာပတ်နှင့်အဘိညာဉ်ကိုပင်ရသေးခြင်းစသည်တို့ကြောင့်သူ၏အတိတ်ကံသည်အလွန်ကြီးမားသည်သို့သောပါရမီမမြောက်သောကုသိုလ်ကံဖြစ်၍ပင်လေရေစီးကြောင်းအတိုင်းမျောချင်ရာမျောနေသောတည်ငယ်တပွဲဖြစ်သည်ဟုဆိုပါသည်ဆရာကြီးကဆက်ပြီးရှင်းလင်းပြရာတွင်လူမှန်သမျှအလုပ်ကိုတစ်ခုမဟုတ်တစ်ခုကိုလုပ်နေကြရ၏ထို့သို့လုပ်ကြရာ၌ရည်ရွယ်ချက်သည်ရှိ၏ထိုရည်ရွယ်ချက်ကိုလာ၍ပါရမီသဘောနှင့်ပါရမီမဟုတ်သောသဘောသည်ကွဲပြားသွား၏ငါအတွက်တသက်ဟူ၍ရည်ရွယ်လျင်ပါရမီမဟုတ်တော့လောကအတွက်သူတစ်ပါးအတွက်ပါလျင်ပါရမီဖြစ်၏ပါရမီဟူသည်တူရူသာကွဲ၏လုပ်ငန်းချင်းကမကွဲလောကအတွက်သူတစ်ပါးအတွက်ဟူ၍ဆိုသည်နှင့်တပြိုင်နက်မိမိအတွက်တတ်မှတ်ခြင်းလောဘကိုအလိုလိုပယ်စွန့်ပြီးသားဖြစ်၏ယင်းကိုပင်နိက္ခမပါရမီဟူ၍ဆိုရ၏နိက္ခမပါရမီသဘောသက်ဝင်လာလျင်တာယာဖွဲဟုသမျှကိုစွန့်နိုင်၏ကြံ့ကြံ့ခံနိုင်၏ရဲရင်လာ၏ထိုအခါခန္တီပါရမီသဘောဝင်လာ၏ခန္တီပါရမီသဘောဝင်လာလျင်မိသည့်ဘေးရန်ကိုမျှမကြောက်တော့မြောက်၍လည်းမမြောက်ခြောက်၍လည်းမကြောက်မိမိကြရာတာဝန်အတိုင်းတရားသဖြင့်ဆောင်ရွက်သွားမိတာဖြစ်၏ရရှိနိုင်မည့်အကျိုးကျေးဇူးကိုလည်းမကြည့်ကြာရောက်မည့်ပြစ်ဒဏ်ကိုလည်းမကြည့်
တရားသဖြင့်ဖြစ်ရေးကိုသာကြည်၏ဤသည်မှာဥပိ္ပခာပါရမီသဘောဖြစ်၏တတ်မှတ်စရာကောင်းသောယာထူးဂုံသိမ်းစည်းစိမ်များကိုစွန့်လွတ်နိုင်သောနိခမပါရမီကြောက်စရာကောင်းသောဘေးရန်အသွယ်သွယ်အန္တရာယ်တို့ကိုမကြောက်မရွံ့ရဲရဲဝံ့ဝံ့နှင့်ကြံ့ကြံ့ခံနိုင်သောခန္တီပါရမီတို့ဖြစ်ထွန်းပေါ်ပေါက်လာသည်နှင့်တပြိုင်နက်အကောင်းအဆိုးနှမျိုးလုံးကိုလစ်လျူရှုနိုင်သောဥပိ္ပခာပါရမီသည်မလွဲမသွေပေါ်လာရမည်ဖြစ်၏ထိုပါရမီသုံးမျိုးပေါ်ထွန်းလာသည်နှင့်တပြိုင်နက်ကျန်သောပါရမီတို့များလွယ်လင့်တကူပြည့်စုံလာလေ၏ထိုကဲ့သို့ပါရမီများပြည့်စုံလာခြင်းကိုပင်အရိယာမျိုးစေ့စိုက်ပျိုးသည်မိ၏ပါရမီအစဉ်စဉ်၏သဘောကိုဆရာကြီးရှင်းပြလိုက်ပုံမှာအလွန်ကိုဘဝင်ကျเสียကောင်းလှပါသည်ပါရမီဖြည့်တယ်ဆိုတာလွယ်လွယ်လေးပါလားဟုရုတ်တရက်အောက်မေ့သွားပြီးနောက်ပါရမီဖြည့်တယ်ဆိုတာအတော်လေးခက်တဲ့အလုပ်ပါလားဟုလည်းအောက်မေ့လိုက်မိပြန်ပါသည်ကျွန်တော်တို့သိသလိုလိုနှင့်ဝိလေဖြစ်နေသောခန္တီဥပိ္ပခာစသည်တို့ကိုလည်းအတန်အသင့်သဘောပေါက်လာပါသည်ဆရာကြီးရှင်းပြထားသောပါရမီသဘောကိုအထက်ထပ်ဆင်ခြင်ကြည့်မိပြီးလျှင်ယနေ့လူငယ်တို့အားဤသို့သောသဘောမျိုးကိုပြည့်ပြည့်ဝဝနားလည်သဘောပေါက်သွားအောင်ကျင့်သုံးလို့စိတ်တက်ကြွလာအောင်ကြည်ကြည်ပြန့်ပြန့်ဟောပြောရေးသားနိုင်သူများပေါ်ပေါက်လာလေသောကောင်းလေစွာဟုတောင်းတမိပါသည်ကျွန်တော်ကတော့ဝိထုတူရှည်များကိုလေ့လာနေသူဖြစ်သောကြောင့်ဤသို့သောစိတ်အားသတ္တိ moral courage မျိုးကိုပေါက်ဖွားစေနိုင်သည့်ဝိထုမျိုးတွေကိုယနေ့ဝိထုဆရာများအဘယ်ကြောင့်စိတ်ကူးမပေါက်ကြပါလိဟုတွေးလိုက်မိပါသေးသည်ဆရာကြီးဦးရွှေအောင်သည်ဒေဝရက်၏အကြောင်းကိုပြောရ၌သူတစ်ပါး၏အမှားမှသင်ခန်းစာကိုယူကြရန်ရည်ရွယ်၍ပြောနေသည်ဟုထင်ရပါသည်ထိုသင်ခန်းစာတို့သည်လောကုတ္တရာအတွက်သာမကကျွန်တော်တို့လောကီအတွက်ကိုလည်းဆင်ခြင်စရာတွေးတောစရာများဖြစ်ကြစေရန်လည်းရည်ရွယ်သည်ဟုထင်မိပါသည်ဆရာကြီးထုတ်နှုတ်တင်ပြလိုက်သောအကြောင်းအရာရှင်းလင်းပြလိုက်သောမှတ်ချက်တို့ကိုကြည့်လိုက်လျင်သိသာနေပါသည်ကြည်ပါတန်တရားတစ်လျှောက်လုံးရှင်ဒေဝဒတ်လူချမ်းဖြစ်ရခြင်း၌ရှင်ဒေဝဒတ်ဤဇယိုက်ဆိုးညင်ဆိုးလဲပါ၏ပတ်ဝန်းကျင်လဲပါ၏ရှင်ဒေဝဒတ်သည်မိမိနှင့်ရှင်လာသူတိုင်းပေါ်ဦးခေါင်းတစ်လုံးမြင့်လို၏ဘိုလ်လုပ်လို၏ဤသည်မှာရှင်ဒေဝဒတ်ဤမာနဖြစ်၏မာနဟုသည်မြင်သမျှနှင့်ရှင်ပြိုင်လိုသောသဘောဖြစ်၏ရှင်ပြိုင်ရသောအခါမိမိ၌မရှိသောဂုဏ်ကိုတကယ်ရှိသည်အောင်ပြုရ၏ဤသဘောကိုတာထေယဟုခေါ်၏ထို့အပြင်မိမိ၌တကယ်ရှိနေသောအဖြစ်များအားနည်းချက်များကိုလုံးဝမရှိလေဟန်ဖုံးကွယ်ရပြန်၏ဤသဘောကိုမာယာဟုခေါ်၏အမှန်အားဖြင့်ရှင်ဒေဝဒတ်သည်တန်တရားတစ်လျှောက်လုံးလူချမ်းဘဝဖြင့်ကျင်လည်ခဲ့ရသည်မှာမာနတာထေယနှင့်မာယာတို့၏ဖြစ်စည်းနှိပ်စက်မှုကိုမတွန်းလှန်နိုင်သောကြောင့်ဖြစ်၏တန်တရားတစ်လျှောက်လုံးရှင်ဒေဝဒတ်၏ပတ်ဝန်းကျင်ကိုလေ့လာကြည့်ပါကများသောအားဖြင့်သူ့ပတ်ဝန်းကျင်သည်သူ့ကိုလမ်းမှန်ကမ်းမှန်သို့ရောက်အောင်ဆွဲဆောင်နိုင်သည့်ပရိသတ်မျိုးမဟုတ်ပဲလူချမ်းဘဝသို့ရောက်အောင်သာပို့ဆောင်နိုင်သည့်ပရိသတ်မျိုးသာဖြစ်၏သူ့ကိုယဉ်ကျေးလာအောင်ပြုပြင်နိုင်သည့်ပရိသတ်မျိုးကိုတွေးလျင်လေထိုပရိသတ်မျိုးကိုသူကရှောင်၏ရှင်ဒေဝဒတ်၏မူလပင်ကိုဇယိုက်ဆိုးညင်ဆိုးဝါသနာဆိုးတို့အရာသူသည်အမြဲတမ်းဘိုလ်လုပ်ချင်သူဖြစ်ရကာသူ့ကိုဘိုလ်တင်နိုင်မိပရိသတ်မျိုးကိုသာရှာ၏ထိုပရိသတ်မျိုးနှင့်သာပေါင်း၏
ထိုပတ်ဝန်းကျင်မျိုး၌သာသူပျော်မွေ့၏သူသည်အနှစ်မရှိသောတော၌ကျက်စုပင်ဖြစ်ရခြင်းကိုကျေနပ်သူဖြစ်၏နောက်ဆုံး၌အနှစ်မရှိသောပတ်ဝန်းကျင်တို့ကြောင့်ရှင်ဒေဝဒတ်သည်ဘဝပြတ်ခဲ့ရ၏ကျွန်တော်တို့သည်မိသည့်ပတ်ဝန်းကျင်တွင်မဆိုဤသို့လျင်မာနတာထေယမာယာတို့ကိုတွေ့နေကြရတတ်ပါသည်ကျွန်တော်တို့ကိုယ်တိုင်လည်းဤသဘောများနှင့်လုံးဝကင်းစင်နိုင်ကြမည်မဟုတ်အနည်းနှင့်အများအကျင့်ဆိုးကြီးပါနေကြသည်ဟုပင်ဆိုနိုင်လိမ့်မည်ထင်ပါသည်သို့သောအနှစ်မရှိသောတောတွင်ကျက်စုပင်ဖြစ်ရန်ကြိုးစားမှုသည်ဘဝကိုပျက်စေတတ်သည်ဟုသောအချက်ကိုမူကားကျွန်တော်ဖြင့်အလေးအနက်နှလုံးသွင်းမှတ်သားလိုက်မိပါသည်ရှင်ကြီးဒေဝဒတ်သည်တန်ခါတို့ကိုဂိုင်းခွဲပြီးမိမိကိုယ်တိုင်ကဖျားရှင်ကဲ့သို့ခေါင်းဆောင်ကြီးဖြစ်လာရန်အတွက်တကယ်အလုံးမဖြစ်နိုင်သောအဆိုကိုဖျားရှင်အားအကြံပြုတင်သွင်းခဲ့ကြောင်းကိုကျွန်တော်တို့ကြားဖို့ကြပါသည်ထိုအကြောင်းနှင့်ပတ်သက်၍ဆရာကြီးဦးရွှေအောင်ရေးသားလိုက်ပုံကိုကြည့်စေချင်ပါသည်ရှင်ဒေဝရတ်အတွက်အားကိုးရသည်မရှိတော့ပြီရာစကြို၌လည်းနေ၍မဖြစ်တော့ကောတံပီ၌လည်းနေ၍မဖြစ်တော့ရှင်ဒေဝရတ်ကညံနီညံနက်များသူဖြစ်၏အကြံအဖန်ရှိသူဖြစ်၏ထို့ကြောင့်သူသည်နောက်ဆုံးအနေဖြင့်အကြံတစ်ခုကိုကြံမိ၏ထို့အကြံကလူကြိုက်များသောအကြံဖြစ်၏လောကဓမ္မတာအရဤလောကတွင်ရုပ်ကိုအကြောင်းပြု၍ကြည်ညိုသူ၃ပုံတွင်၂ပုံရှိ၏ကျော်စောတန်ကိုအကြောင်းပြု၍ကြည်ညိုသူ၅ပုံလျင်၄ပုံရှိ၏ခေါင်းပါသောအကျင့်ကိုအကြောင်းပြု၍ကြည်ညိုသူ၁၀ပုံလျင်၉ပုံရှိ၏မှန်ကန်သောဓမ္မကိုအကြောင်းပြု၍ကြည်ညိုသူ၁သိန်းပုံလျင်၁ပုံသာရှိ၏ဤသို့ပညာရှိများသတ်မှတ်ချက်ရှိ၏ဤသတ်မှတ်ချက်ကိုအကြောင်းပြု၍ခေါင်းပါသောအကျင့်ဖြင့်ဆွဲဆောင်ရလျင်ယဟန်တန်ခါအပေါင်းသည်ငါဘက်သို့ပါလာနိုင်ရ၏ဤသို့ဒေဝဒတ်သည်ညံထုတ်၏ထို့သို့သောဖြည့်ဆွတ်ချက်ကလေးများကိုကြည်လိုက်ယုံနှင့်ပင်ဆရာကြီးသည်ဒေဝဒတ်၏စက်ကြောင်းကိုကွက်စိတ်ပြောသလိုပြောလို၍ရေးခြင်းမဟုတ်ကြောင်းသိသာနေပါပြီရုပ်ကိုအကြောင်းပြု၍ကြည်ညိုသူကျော်စောတန်ကိုအကြောင်းပြု၍ကြည်ညိုသူစသည်တို့ကိုတွေ့လိုက်ရသောအခါကျွန်တော်ဖြင့်အလွန်ကိုနှစ်သက်ခြင်းဖြစ်မိပါသည်ဤသို့သောသဘောများမှာဖျားလက်ထက်တော်ကသာမဟုတ်ယနေ့တိုင်စာပေလောက၌ဖြစ်စေနိုင်ငံရေးလောက၌ဖြစ်စေအမြဲရှိနေတတ်သည်ကိုလည်းသတိပြုမိပါသည်ကျွန်တော်သည်ကြော်ညာမောင်းသမားတတ်မျှသာဖြစ်ပါသည်ဟုအထက်တွင်ဆိုခဲ့ပြီးပါပြီဆရာဦးရွှေအောင်က3လတိုင်အခန်းဆက်ရေးခဲ့သောဆောင်းပါးများအကြောင်းကိုတလတည်းနှင့်ကျွန်တော်ကပြည့်စုံအောင်အဘယ်မှာရေးနိုင်အံ့ပါနည်းကျွန်တော်သည်ဆောင်းပါးရှည်လွန်းသွားမည်ဆိုသောကြောင့်ခြံထားခဲ့ရသည့်ကောင်းကွက်ကလေးများလည်းရှိပါသည်အလွန်ကောင်းနေသည်ကိုသိပါလျက်စာအုပ်ဖတ်သူတို့ကိုယ်တိုင်ဖတ်ကြည့်လိုက်မှတအံ့တအောရင်ဖိုစွာခန်းစားစေလိုသောကြောင့်တမင်ခြံထားဖြစ်ခဲ့သည့်ကောင်းကွက်များလည်းရှိပါသည်ကျွန်တော်ကိုယ်တိုင်ခန်းစားမိသည့်ထက်စာဖတ်သူကပိုပြီးခန်းစားလိုက်နိုင်သောကောင်းကွက်များလည်းရှိနိုင်ပါသေးသည်ထို့ကြောင့်စာဖတ်သူများအားထိုဆောင်းပါးများကိုဆက်ဆက်ကြီးရှာဖွေပြီးဖတ်ကြစမ်းပါဟုမောင်သမားအနေနှင့်အကြောင်းစကားပါလိုက်ရပါသည်စစ်ပြန်မဂ္ဂဇင်း1990ပြည့် February March April 3 လဖြစ်ပါသည်ကျွန်တော်သည်ဆောင်းပါးသမားတစ်ယောက်အနေနှင့်စာပေဆောင်းပါးများရာချီပြီးရေးခဲ့ပြီးပါပြီဆရာဦးရွှေအောင်၏ဆောင်းပါးသုံးပုဒ်ကိုဖတ်ပြီးလိုက်သောအခါတွင်မူကားကျွန်တော်ဆောင်းပါးတွေကိုဘေးချိတ်ပြီးဒီလိုဆောင်းပါးမျိုးတစ်ပုဒ်လောက်များရေးလိုက်နိုင်ရင်ဟို100လောက်ကိုလွ
လွင့်ပစ်နိုင်ပါရဲ့ဟုအောက်မေ့လိုက်မိသည့်အကြောင်းကိုလည်းထပ်လောင်းပြီးပြောလိုက်ရပါပြီတည်းအောင်သင်ဓမ္မပဒယမကဝေစကုပါလမထေတာဝတိပိစေတဝင်ကျောင်းတော်၌မြတ်စွာဘုရားသခင်သတင်းသုံးတော်မူစဉ်ကဖြစ်ရဖြစ်၏တာဝတိပြည်၌တကြွယ်မဟာတုဝန္နသည်သားကြီးမဟာပါလနှင့်သားငယ်စုလပါလတို့ကိုလောကအလယ်၌ထားရခါကွယ်လွန်ခဲ့၏မဟာပါလနှင့်စုလပါလတို့သည်ညီနောင်အရင်ဖြစ်ကြပါလျက်လောကအမြင်ချင်းကမတူမဟာပါလကအဆန်ကိုမြင်၏စုလပါလကအစုံကိုမြင်၏အဆန်သည်လောကုတ္တရာဖြစ်၏အစုံသည်လောကီဖြစ်၏မြင့်မြတ်သူတို့၏အလုတ်သည်အဆန်ဖြစ်တော်လေတာမန်လူတို့ကအစုံ၌ယမူ၏မဟာပါလကအနာခံခြင်း၌ရတ္တကိုမြင်၍စုလပါလကအသာဆန်ခြင်း၌ရတ္တကိုမြင်၏တို့ရာတွင်ညီကိုနှစ်ယောက်တို့သည်အချင်းချင်းများစွာကျင်နာကြပါ၏တနေ့တွင်မဟာပါလသည်တာဝတိပြည်ဇေတဝင်ကျောင်းတော်သို့သွား၍မြတ်စွာဘုရားသခင်ထံတော်မှတရားတော်ကိုနာယူ၏ထိုတရားပွဲကမဟာပါလ၏အလိုအစ္စာတရားကိုလိုက်၍ဟောသောတရားပွဲဖြစ်၏ထိုတရားပွဲ၌ဒါနနှင့်ဆက်၍လည်းဟော၏သီလနှင့်ဆက်၍လည်းဟော၏နတ်ပြည်နှင့်ဆက်၍လည်းဟော၏လောက၏အပြစ်ယုံညံ့ခြင်းညှဉ်းနွမ်းခြင်းတို့နှင့်လည်းဆက်၍ဟော၏လောကုတ္တရာ၏အကျိုးအာနိသင်နှင့်ဆက်၍လည်းဟော၏မဟာပါလကဆင်းရဲသူမဟုတ်မိဘနှစ်ပါးထံမှထိုက်တန်သောအမွေအနှစ်များကိုရထားသူတကြွယ်ဖြစ်၏တို့ရာတွင်သူရထားသောစီးစိမ်ဥစ္စာတို့၌မတက်မတ်တော့လောကစီးစိမ်ဟူသည်ကျွေးယူ၍ရထားသောဥစ္စာများသာဖြစ်၏ဥစ္စာစီးစိမ်များလေလေကျွေးပတ်လေဝိုင်းလေလေဖြစ်၏ယင်းကျွေးများကိုဝိပါကကျွေးကမ္မကျွေးကိလေသာကျွေးဟူ၍ခေါ်ကြောင်းမဟာပါလသည်ဇေတဝင်ကျောင်းတော်၌တရားတော်ကိုနာယူရာမှသဘောပေါက်လာ၏အမှန်အားဖြင့်ဘဝဟူသည်ကျွေးပါတကားဤသို့မဟာပါလသည်ဉာဏ်ဖြင့်မြင်လေ၏ကျွေးကိုဆက်ရမည်ဘဝမှလွတ်မြောက်အောင်လုပ်ရမည်ဤသို့မဟာပါလဆုံးဖြတ်လိုက်၏မဟာပါလသည်ဇေတဝင်ကျောင်းတော်မှအိမ်ပြန်ရောက်လျင်ညီငယ်စုလပါလကိုခေါ်၍သူ၏စီးစိမ်ဥစ္စာတို့ကိုပေး၏သူ၏ဆုံးဖြတ်ချက်ကိုလည်းပြောပြ၏ဘဝကျွေးမှလွတ်မြောက်လိုပါလျင်မြတ်စွာဘုရားသခင်၏သာသနာတော်၌ယဟန်ပြုမှပို၍ထိရောက်မည်ဟူသောအသည့်သည်မဟာပါလ၏နှလုံးအိမ်၌လွှမ်းမိုးလျက်ရှိ၏စုလပါလသည်အကိုကြီးမဟာပါလ၏စကားကိုကြားရသောအခါများစွာတုန်လှုပ်၏အကိုကြီး၏စီးစိမ်ဥစ္စာတို့ကိုငါရသည်ဆိုတော်လဲထို့သို့ရခြင်းသည်ငါအတွက်ဝမ်းသာစရာမဟုတ်အစဉ်တစိုက်ခြေခွဲစရာသာဖြစ်၏မိခင်ကွယ်လွန်စဉ်ကလည်းအကိုကြီးကိုပင်မိခင်တပွဲတွေ့တာမိ၏နောက်ဖခင်ကွယ်လွန်ပြန်တော့လေအကိုကြီးကိုပင်ဖခင်တပွဲအားကိုမိ၏အမှန်အားဖြင့်အကိုကြီးသည်အကိုလည်းဟုတ်၏မိခင်လည်းဟုတ်၏ဖခင်လည်းဟုတ်၏ဤသို့တွေးရင်စုလပါလသည်မဟာပါလအားမြတ်စွာဘုရားသခင်၏သာသနာတော်၌ယဟန်မပြုအောင်ဉာဏ်မိသမျှကြိုးချောင်းပြ၍ကန့်ကွက်၏အကိုကြီးအိမ်၌များစွာသောစီးစိမ်ဥစ္စာတို့ရှိပါ၏ထိုစီးစိမ်ဥစ္စာတို့ဖြင့်ကောင်းမှုတို့ကိုအိမ်၌နေရင်ပြုခြင်းကတက်ကောင်းပါ၏ဒါနပြု၍လည်းရပါ၏သီလစောင့်တည်၍လည်းရပါ၏သို့ဖြစ်၍မြတ်စွာဘုရားသခင်၏သာသနာတော်၌ယဟန်ပြုရန်မလိုပါ
အကယ်၍မဖြစ်မနေယဟန်ပြုလိုသည်ဆိုလျင်လဲကြီးရင်သောကာလရောက်မှယဟန်ပြုတော်မူပါမဟာပါဠသည်သုလပါဠအားညီလိုချစ်၏သားလိုတွေ့တာ၏ဖြစ်နိုင်လျင်ညီနောင်နှစ်ယောက်လုံးသာသနာပေါင်းသို့ဝင်ရောက်၍ဘဝမှလွတ်မြောက်ကြောင်းတရားကိုအားထုတ်ရန်ဆုံးမလို၏တို့ရာတွင်ညီငယ်သုလပါဠသည်သူကဲ့သို့မဟုတ်ဘဝ၌တာယာပွဲကိုသာမြင်၏ဘဝ၌ညီးငွေ့ပွဲကိုမမြင်ဘဝကိုမျက်နှိုးเสียပန်းတိုင်အဖြစ်သာမြင်၏ဘဝကိုအသုံးပြုเสียတစားပလာအဖြစ်မမြင်ဘဝကိုကိုယ်ပိုင်အဖြစ်သာမြင်၏ဘဝကိုကျွေးအဖြစ်မမြင်နောက်ဆုံး၌မဟာပါဠသည်မိမိ၏ညီငယ်သုလပါဠအားမိမိ၏စည်းစိမ်ဥစ္စာအလုံးကိုအမွေအဖြစ်ပေးစွန့်ပြီးမြတ်စွာဘုရားသခင်သရင်300ဇေတဝန်ကျောင်းတော်သို့သွား၍ယဟန်ပြု၏သုလပါဠလည်းငိုကြွေးမြည်တမ်းရင်းကြံရစ်ခဲ့၏မဟာပါဠသည်ဆရာဥပဇေထံ၌9 ဝါပတ်လုံးနေ၍ဝါကျွတ်သောအခါပဝါရဏပြု၍မြတ်စွာဘုရားသခင်အထံသို့ချဉ်ကပ်ရှိခိုးလျက်ယဟန်တို့၏တာဝန်ကိုလျှောက်ထားမိမြန်း၏ပိဋကစာပေသင်အံပို့ချခြင်းနှင့်ဝိပဿနာတရားအားထုတ်ခြင်းဟူ၍တာဝန်2 မျိုးရှိကြောင်းမိန့်တော်မူရာမဟာပါဠသည်ကြီးရင်သောကာလ၌သာယဟန်ပြုခြင်းကြောင့်ပိဋကစာပေသင်အံပို့ချခြင်းတာဝန်ကိုမထမ်းဆောင်နိုင်ဘဲဝိပဿနာတရားအားထုတ်ခြင်းတာဝန်ကိုသာထမ်းဆောင်နိုင်သောကြောင့်ဝိပဿနာကမ္မထံတရားကိုဟောကြားတော်မူပါယင်မြတ်စွာဘုရားသခင်အားလျှောက်ထား၏မြတ်စွာဘုရားသခင်ကလည်းမဟာပါဠအားအရဟတဖို့တိုင်အောင်သောကမ္မထံတရားကိုမဟာပါဠ၏ဇယိုက်အားလျော်စွာဟောကြားတော်မူလိုက်၏မဟာပါဠသည်သီတင်း3 ဖော်6 ကျိပ်တို့နှင့်အတူတာဝတိမှယူဇနာ120ကွာဝေးသောပစ္စန္ဒရစ်ရွာသို့ကြွားရောက်၍ယဟန်တရားကိုအားထုတ်၏ယဟန်တရားကိုအားထုတ်ရာတွင်ဣရိယာပုတ်4 မျိုးအနက်အေချင်းဣရိယာပုတ်ကိုပယ်၍လျောင်းထိုင်ရက်ဣရိယာပုတ်3 မျိုးဖြစ်သာအားထုတ်၏မဟာပါဠသည်မိသည့်ခါမျှမအိပ်ကျမ်းပြင်ပေါ်၌မိသည့်ခါမျှကြောကုန်းကိုမဆန့်အိပ်ဆက်ခြင်းလုံးဝမပြုသောအရှင်မဟာပါဠအားဝါဆိုလလွန်၍ဝါခေါင်လသို့ရောက်လျင်မျက်စိယောဂဖြစ်ခဲ့၏အိုးပေါက်မှယိုကျသောရေအလျင်ကဲ့သို့မျက်စိတို့မှမျက်ရည်တို့သည်တသွင်သွင်ယိုစီးလျက်ကျကုန်၏အရှင်မဟာပါဠသည်ည3 ရံပတ်လုံးယဟန်တရားကိုအားထုတ်၏အယုံတက်မှကျောင်းသင်ခန်းတွင်သို့ဝင်၍အနားယူ၏အခြားသောသီတင်း3 ဖော်တို့ကအရှင်မဟာပါဠ၏မျက်စိယောဂကိုကုရန်လိုကြောင်းဝီနီးသိက္ခာပုဒ်တော်နှင့်အညီဖိတ်ကြားထားသောမျက်စိကုဆရာဝန်ရှိကြောင်းခွင့်ပြုပါလျင်မျက်စိကုဆရာကိုခေါ်၍ပြသလိုကြောင်းလျှောက်ထားကြ၏အရှင်မဟာပါဠကလည်းသဘောတူခွင့်ပြု၏သီတင်း3 ဖော်တို့သည်မျက်စိကုဆရာအားအကြောင်းကြားလျင်မျက်စိကုဆရာသည်စီကိုချက်၍ပို့၏မျက်စိထဲသို့စီထည့်နည်းကိုလည်းလျှောက်ထားလိုက်၏ဆရာကိုယ်တိုင်လိုက်၍ကမကူဆေးညွှန်းအရာဆိုလျင်ပလက်အိပ်ပြီးစီကိုနှာဝမှလောင်းထည့်ရမည်တို့ရာတွင်အရှင်မဟာပါဠသည်တရားအားထုတ်ချိန်မှစ၍ပလက်ဖြစ်စေစောင်းလျက်ဖြစ်စေမိသည့်အနေထားနှင့်မျှမအိပ်ရန်အဓိဋ္ဌာန်ပြုထား၏ထို့ကြောင့်မျက်စိယောဂကုသရန်အတွက်ဆေးအညွှန်းနှင့်အဓိဋ္ဌာန်အကြားတစ်ဖက်ကိုလိုက်နာရန်မဟာပါဠဆုံးဖြတ်ရချေတော်မူအရှင်မဟာပါဠသည်အဓိဋ္ဌာန်အပြတ်မခံဘဲထိုင်လျက်ပင်စီကိုနှာဝမှလောင်းထည့်၏မျက်စိကုဆရာ၏ညွှန်ကြားချက်ထက်အဓိဋ္ဌာန်မပြတ်ဖို့ကလောကုတ္တရာရေးရာတွင်ပို၍ရေးကြီး၏မျက်စိကုဆရာ၏ညွှန်ကြားချက်တိုင်းမလိုက်နာလျင်မျက်စိယောဂမပြောက်ယုံသာရှိမည်အဓိဋ္ဌာန်ပြက်လျင်
လောကုတ္တရာတရားနှင့်ပို၍ဝေးမီမဟာပါဠိ၏ရည်ရွယ်ချက်ကလောကုတ္တရာတရားထူးရရည်သာပဒါနဖြစ်၏မဟာပါဠိရွာတွင်းသို့ဆွမ်းခံဝင်ရာမျက်စိကုဆရာနှင့်တွေ့၏အရှင်ဘုရားမျက်စိယောဂအတွက်တပည့်တော်စီပို့လိုက်ပါတယ်စီကိုခတ်ပါရဲ့လားဖေဟာခတ်ပါတယ်တကားဒါဖြင့်တက်ကောတက်တာပါရဲ့လားမတက်တာပါဘူးဒါရကစီကိုခတ်တဲ့အခါထိုင်ရင်းခတ်ပါသလားအိပ်ပြီးမှခတ်ပါသလားဤမေးခွန်းကိုမူမဟာပါဠမဖြေတော့မျက်စိကုဆရာကလည်းဇွဲမလျှော့အထက်ထက်မေး၏မဟာပါဠကလည်းဇွဲမလျှော့ငုတ်တုတ်ခံ၏မဖြေနောက်ဆုံး၌မျက်စိကုဆရာကလက်လျှော့လိုက်၏ကြွပါတော့အရှင်ဖျားဟုလျှောက်ပြီးကျောင်းသို့ကိုယ်တိုင်သွားကြည့်၏မဟာပါဠ၏ကျောင်းသင်ခန်း၌အိယာဟူ၍မရှိထိုင်ရာနှင့်စင်းကြံလျှောက်ရာသာရှိ၏အမှန်အားဖြင့်မျက်စိကုဆရာ၏မျက်စင်းစီသည်ညွှန်ကြားချက်အတိုင်းလိုက်နာပါကတစ်ချိန်ခတ်ယုံမျှနှင့်မျက်စိယောဂကိုပျောက်ကင်းစေနိုင်ပါသည်တို့ရာတွင်မဟာပါဠကမလိုက်နာမဟာပါဠသည်သူ၏အဓိဋ္ဌာန်ကိုမဖြတ်ထိုင်ရင်းခတ်သလားအိပ်ပြီးခတ်သလားဟူသောမေးခွန်းကိုပင်မဖြေထိုမေးခွန်းသည်ဝီနီးသိက္ခာပုဒ်နှင့်ဆက်၏ယဟန်တို့မိသည်မိမိတို့၏အကျင့်ပရိပတ်နှင့်ဆက်လျင်း၍ထုတ်ဖော်မပြောကောင်းမျက်စိကုဆရာသည်မဟာပါဠအားကြည်ညိုပါ၏မျက်စိယောဂကိုလည်းပျောက်ကင်းစေလိုပါ၏ယဟန်တရားကိုလည်းကျင့်စေလိုပါ၏ထို့ကြောင့်မျက်စင်းစီကိုအိပ်ပြီးခတ်ပါရန်အကြိမ်ကြိမ်လျှောက်ထား၏တောင်းလဲတောင်းပန်၏တို့ရာတွင်မဟာပါဠကမလိုက်နာမြတ်သောသူတို့သည်မိမိတို့၏ပါရမီမြောက်ဒိဋ္ဌံကိုဖြတ်ရိုးမရှိလုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက်အခြေခံအနေဖြင့်အင်္ဂါ၄ရပ်ရှိဖို့လို၏ယင်းအင်္ဂါ၄ရပ်ကိုအိတိပတ်ဟုခေါ်သည်ခိုင်မာသောရည်မှန်းချက်ရှိရမည်မဆုတ်နစ်သောကြိုးပမ်းမှုရှိရမည်စိတ်ဓာတ်ခိုင်မာရမည်လုံလောက်သောဉာဏ်ပညာရှိရမည်ဤအင်္ဂါ၄ရပ်ကိုအခြေခံ၍ဆောင်ရွက်ပါကလောကီဖြစ်စေလောကုတ္တရာဖြစ်စေတနေ့တွင်မလွဲမသွေအောင်မြင်ရ၏တနေ့တွင်ဆိုရာ၌အိဋ္ဌိပတ်ကြားမပြတ်သောတနေ့တွင်ဖြစ်၏အိဋ္ဌိပတ်ကြားပြတ်သွားပါကတစ်ကပင်ပြန်ဆရ၏ထိုအခါတနေ့တွင်သည်မဆုံးနိုင်သောတနေ့တွင်ဖြစ်ပေလိမ့်မည်မဟာပါဠသည်သူ၏တရားအားထုတ်မှုလုပ်ငန်း၌ဘဝမှလွတ်မြောက်ရေးပန်းတိုင်အတွက်တစ်ကနေပြန်မဆလိုရှေ့သို့သာတိုး၍သွားလို၏ထို့ကြောင့်အဓိဋ္ဌံကိုဖြတ်ပြီးအိပ်ပြီးမျက်စင်းစီကိုမခံထိုင်လျက်သာခံ၏ထိုအခါမျက်စိယောဂါကမသက်သာတိုး၍သာလာ၏မျက်စိကုဆရာကလည်းဆရာနာမည်ပြတ်မှာဆိုရင်နောက်ဆုံးမတက်တာတော့၍မဟာပါဠအားအရှင်ဘုရားတပည့်တော်၏ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ခြင်းမပြုနိုင်ပါကမျက်စိယောဂပျောက်ကင်းနိုင်ဖွယ်မရှိပါယနေ့မှစ၍တပည့်တော်ကလည်းမျက်စင်းစီပေး၍ကုသတော်မူမဟုတ်ပါအရှင်ဘုရားကလည်းတပည့်တော်၏ကုသမှုကိုခံယူနေသည်ဟု၍မှတ်ယူတော်မမူပါလင်ဟုလျှောက်ထားပြီးအဆက်ဖြတ်လိုက်၏မဟာပါဠသည်စိတ်တကြခြင်းမရှိဘဲပို၍ပင်အားခြင်းကယဟန်တရားကိုအားထုတ်၏ထိုနေ့ညိတကောင်ရန်လွန်ချိန်၌မျက်စိနှစ်ဖက်တို့သည်လည်းကွယ်လေ၏အာသောတရားတို့သည်လည်းကုန်ခန်းလေ၏ထိုအခါမဟာပါဠသည်ဘဝမှလွတ်မြောက်သောယဟန္တာဖြစ်လေ၏ထိုအချိန်မှစ၍မဟာပါဠအားစက္ခုပါဠမထေရဟူ၍အမည်သစ်တွင်လေ၏စက္ခုပါဠမထေရမျက်စိကွယ်သောအခါရွာရင်းသို့ဆွမ်းခံမဝင်နိုင်တော့အခြားသတင်းသုံးပေါ်6ကျိတ်တို့ကပ
ပြုသင်ပြုထိုက်သောဝကြီးဝငယ်တို့ကိုပြု၏စွန့်ခံ၍လှုပ်ကြွေးကြ၏ဒါယကာတို့ကလည်းစက္ခုပါလမထေအတွက်ကျောင်းသို့စွန့်ပို့ကြ၏ထို6ကျိတ်သောယဟန်တို့သည်စက္ခုပါလမထေ၏အနီးကပ်ဩဝါဒကိုခံယူ၍တရားအားထုတ်ကြရာသတင်းကျွတ်လာပြီးပဝရဏနေ့နီးသောအခါအားလုံးယဟန္တာဖြစ်ကြလေ၏ဝါကျွတ်သောအခါထိုယဟန္တာ6ကျိတ်တို့သည်တာဝတိပြည်ဇေတဝန်ကျောင်းတော်ရှိမြတ်စွာဘုရားသခင်ကိုဖူးမြော်ရန်စက္ခုပါလမထေအားလျှောက်ထားကြ၏စက္ခုပါလမထေကအရှင်ဘုရားတို့နှင့်အတူတပည့်တော်သွားလျင်အရှင်ဘုရားတို့လည်းမချမ်းသာတပည့်တော်လည်းမချမ်းသာဖြစ်မည်သို့ဖြစ်၍အရှင်ဘုရားတို့ဥစွာသွားနှင့်ကြတပည့်တော်၏စကားဖြင့်မြတ်စွာဘုရားသခင်နှင့်ရှစ်ကျိတ်သောမဟာတာဝကတို့ကိုရှိခိုးကြထို့နောက်တပည့်တော်၏ညီသုလပါလအားတပည့်တော်မျက်စိကွယ်ကြောင်းတာဝတိပြည်ဇေတဝန်ကျောင်းသို့လာရောက်နိုင်၏အတွက်ညီထံမှတစုံတယောက်ဆေလွတ်ပေးရန်တောင်းတလျက်ရှိကြောင်းပြောပြကြဟူ၍မိန့်ကြား၏ထိုယဟန္တာ6ကျိတ်တို့သည်တာဝတိပြည်ဇေတဝန်ကျောင်းတော်သို့ကြွရောက်၍မြတ်စွာဘုရားသခင်နှင့်ရှစ်ကျိတ်သောမဟာတာဝကတို့အားစက္ခုပါလမထေ၏စကားဖြင့်ရှိခိုး၍တဖန်မိုးတောက်သောနေ့၌စက္ခုပါလမထေ၏ညီသုလပါလတကြွေနေရာလန်ခီသို့စွန့်ခံဝင်ပြီးစက္ခုပါလမထေမှာကြားသည့်အတိုင်းသုလပါလတကြွေအားပြောကြားကြ၏သုလပါလတကြွေလည်းယဟန္တာ6ကျိတ်တို့၏ညွှန်ကြားချက်အတိုင်းတူဖြစ်သူပါဠိတကိုလန်ခီ၌ဘေးရန်ကင်းစိန်သောငါတာမဏေပြုစေပြီးအကိုစက္ခုပါလမထေထံရောက်လျင်အကျိုးအကြောင်းလျှောက်ထားကစက္ခုပါလမထေ၏တောင်ဝေးစွန်းကိုကိုင်၍ယူဇနာ120ဝေးရာတာဝတိပြည်ဇေတဝန်ကျောင်းတော်စီသို့တူဝီ2ယောက်လာကြ၏တူဝီ2ယောက်လာကြရာလန်ခီအကြားကထနာဂရရွာသို့ရောက်၏ကထနာဂရရွာမှထွက်၍တော၌သချင်းဆိုလျက်ထင်းခွေနေသောအမျိုးသမီးငယ်၏သချင်းသံ၌တက်မှတ်ကပါဠိတတာမဏေသည်ဦးဤစက္ခုပါလမထေအားခိတ္တရတန့်တော်မူပါယံလျှောက်ထားပြီးအမျိုးသမီးငယ်ထံသွား၏တာမဏေနှင့်အမျိုးသမီးငယ်တို့မှောက်မှားကြ၏ယခုပင်သချင်းသံကြား၏ယခုပင်သချင်းသံပြောက်၏တာမဏေသည်လည်းကြားမြင့်၏တာမဏေနှင့်အမျိုးသမီးငယ်တို့သည်မှောက်မှားခြင်းဖြစ်တန်ရ၏တာမဏေသည်လည်းသီလပျက်စီးခြင်းဖြစ်တန်ရ၏ဟူ၍စက္ခုပါလမထေဆင်ခြင်မိ၏တာမဏေသည်မိမိကိစ္စပြီး၍ဦးကြီးထံပြန်လာကရှေ့ခရီးဆက်ရန်လျှောက်ထား၏ဦးကြီးကလည်းတာမဏေအားတာမဏေသင်သည်အမျိုးသမီးငယ်နှင့်မှောက်မှား၍သီလပျက်ခဲ့ပြီမဟုတ်လားဟူ၍မေး၏တာမဏေကမဖြေဦးကြီးကလည်းထက်ခါမေး၏တာမဏေကမူစိတ်စက္ခုပါလမထေသည်တူတာမဏေအားမိမိ၏တောင်ဝေးစွန်းကိုအကိုင်မခံဘဲနှင်ထုတ်လေ၏တာမဏေကမူမျက်စိနှစ်ဖက်ကွယ်နေသောဝိတော်မထေသည်တောအုပ်အလယ်၌ဒုက္ခရောက်မည်ကိုစိုးရိမ်ပြီးအမျိုးမျိုးတောင်းပန်လျှောက်ထား၏တာမဏေဘဝနှင့်မကိုင်ရလျင်လူဘဝနှင့်ကိုင်မည်ဖြစ်ကြောင်းထပ်၍လျှောက်၏စက္ခုပါလမထေကလုံးဝခွင့်မပြုထိုအခါတာမဏေသည်ကြီးစွာသောနောင်တဖြင့်ချစ်လှစွာသောဦးကြီးထံပါမှငိုကြွေးမြည်တမ်းလျက်ဖဲခွာရလေ၏ကိုကျိုးစည်းပွားကိုငဲ့၍ကိုကျင့်သိက္ခာမကောင်းသူများအားလျစ်လျူရှုထားခြင်းနှင့်မိမိတို့ယုံကြည်လိုက်နာနေသောလမ်းစဉ်များမှသွေဖီခြင်းသည်မြင့်မြတ်သူတို့၏ကျင့်စဉ်မဟုတ်ဟူ၍စက္ခုပါလမထေကနမူနာပြ၏စက္ခုပါလမထေသည်မျက်စိနှစ်ကွင်းအလင်းမရသူဖြစ်၏ဤခန္ဓာယခရီး၌
အသက်တည်သည့်အထိဒုက္ခရောက်နိုင်၏သူဖြစ်သူတာမဏေကလည်းလျှောက်ထား၏ကိုယ်တိုင်လည်းသိ၏တို့ရာတွင်စက္ခုပါလမထေရသည်အသက်ကိုတန်ဖိုးမထားလောက၌ဓမ္မထွန်းကားရေးကိုသာတန်ဖိုးထား၏နတ်သုဒ္ဓါတည်င်းခွဲ၌မစင်တပဲအယောမခံနိုင်သူဖြစ်၏ရှေးသူတော်ကောင်းတို့၏ကျင့်စဉ်ပေတကားစက္ခုပါလမထေရသည်ဂန္ဓာရခရီးထဲ၌အဖော်မဲ့ဖြစ်၏မျက်စိလည်းမမြင်တို့ရာတွင်ဤလောက၌ဓမ္မကိုစောင့်ရှောက်သောဓမ္မဘတ်တော်သားများသည်အချိန်မရွေးနေရာအနှံ့ရှိ၏ဓမ္မ၏တကုရှင်စောအာနုဘော်ကိုမိသူအန်တုနိုင်မည်နီနောက်ဆုံး၌တရားမင်းသည်ခရီးသည်ဟန်ဆောင်၍စက္ခုပါလမထေရကိုတာဝတိပြည်ဇေတဝန်ကျောင်းအရောက်ဆောင်ယူသွား၏သုလပါလတကြွယ်ဆောက်လုပ်လှူဒန်းထားသည့်ကျောင်း၌နေရာချပေး၏နောက်သုလပါလအားအကိုစက္ခုပါလမထေရရောက်ရှိပြီဖြစ်ကြောင်းသတင်းပို့၏သူတော်ကောင်းဟုကဓမ္မ၏တကူတော်ကြောင့်နှကောင်းမမြင်ဖြစ်၏ထို့ကြောင့်သူတော်ကောင်းဖြစ်ရန်သာလိုပါ၏ညီစက္ခုပါလလည်းအကိုစက္ခုပါလမထေရထံသွားရောက်၍ဖူးမြော်၏အကိုဤဘဝဖြစ်အင်ကိုမြင်လျင်ခြေရင်း၌လူးလိမ့်ကိုကျွေး၏ယဟန်မပြုပါရန်အတန်တန်တားမြစ်သည့်ကြားကနားမထောင်မေယဟန်ပြုသည့်အတွက်ယခုကဲ့သို့ဒုက္ခပင်လည်းဝေရခြင်းဖြစ်ကြောင်းဖြင့်အပြစ်တင်၏အမှန်အားဖြင့်သုလပါလသည်ခံစားမှုချမ်းသာဝေဒယိတဒုက္ခကိုသာနားလေပြီးငြိမ်းချမ်းမှုချမ်းသာတန်တိဒုက္ခကိုနားမလေသဖြင့်ယခုကဲ့သို့အဖြစ်တင်ခြင်းဖြစ်၏ငြိမ်းချမ်းမှုချမ်းသာသည်ချမ်းသာစေဖြစ်၍ခံစားမှုချမ်းသာသည်ဒုက္ခ၏အသွင်တစ်မျိုးဖြစ်၏ညီသုလပါလသည်အကိုစက္ခုပါလအားအစွမ်းကုန်ပြုစုလိုကြွေး၏မိမိ၏ကျွန်နှစ်ယောက်ကိုလည်းကျွန်ဘဝမှလွန်ငင်းစေပြီးအကိုမထေထံ၌တာမဏေပြု၍အနီးကပ်လွကြွေးစေ၏ညီငယ်တယောက်၏တာဝန်ကျေပါပေသည်မြတ်စွာဘုရားသခင်တတ်တော်ထင်ရှားရှိစဉ်ကာလကဒေသအသီးသီး၌ဝါကတ်ကြကုန်သောယဟန်တို့သည်ဝါကျွတ်သောအခါမြတ်စွာဘုရားသခင်ကိုလာရောက်ဖူးမြော်လေးရှိကြ၏ထိုဓလေ့အရဇေတဝန်ကျောင်းတော်၌ဖျားဖူးလာရောက်ကြသောယဟန်တော်များရှိကြ၏ထိုယဟန်တော်များသည်မြတ်စွာဘုရားသခင်ကိုလည်းရှိခိုးဖူးမြော်ကြ၏ရှစ်ကျိတ်သောမဟာတာဝကတို့ကိုလည်းရှိခိုးဖူးမြော်ကြ၏ဇေတဝန်ကျောင်းတော်ပရဝုံအတွင်းရှိကျောင်းငယ်များကိုလည်းလှည့်လည်ကြည့်ရှုကြ၏ဖျားဖူးယဟန်တော်များသည်ကျောင်းစဉ်လှည့်လည်ကြည့်ရှုကြရာစက္ခုပါလမထေရ၏ကျောင်းသို့ရောက်လျင်မိုးကြီးသဲထန်စွာရွာသွန်း၏ထို့ကြောင့်ထိုနေ့ဖို့ကျောင်းစဉ်လှည့်လည်ခြင်းကိုရပ်တန့်လိုက်၏ထိုည၌မိုးသည်ပထမယံပတ်လုံးရွာသွန်း၍တကောင်ယံ၌လင်းဆင်၏စက္ခုပါလမထေရသည်မိုးတောက်ယံ၌စင်းချံသွားလျင်မိုးရေဆွဆွဆဖြစ်သောမြေမှထွက်လာသောပိုးဖလံများစွာကိုနင်းမိသဖြင့်ပိုးဖလံတို့တေချကုန်၏စင်းချံလန်းသည်ပိုးဖလံသေးတို့ဖြင့်ကျွမ်း၏စက္ခုပါလမထေရ၏တာမဏေတို့တမျက်မလဲမီဖျားဖူးယဟန်များသည်စက္ခုပါလမထေရ၏ကျောင်းသို့ရောက်လာကြပြီးစင်းချံလန်း၌ပိုးဖလံသေးများကိုတွေ့ကြ၏စင်းချံလန်း၌ပိုးဖလံများကိုစက္ခုပါလမထေရကစင်းချံသွားခြင်းအဖြစ်တတ်ပါကြောင်းဖျားဖူးယဟန်များကမြတ်စွာဘုရားသခင်အားလျှောက်ထားကြ၏မြတ်စွာဘုရားသခင်ကယဟန်တာတို့အားတေစေလိုသောစေတနာမရှိဟု၍ဟောတော်မူ၏ထိုအခါမှစက္ခုပါလမထေရသည်ယဟန်တာဖြစ်ကြောင်းသိရှိကြပြီးယဟန်တာဖြစ်ပါလျက်မျက်စိကွယ်ခြင်းနှင့်ဆက်လျင်း၍သဘောမပေါက်သောပရိသတ်အားမြတ်စွာဘုရားကဤသို့ဟောကြားတော်မူ၏ဓမ္မတို့သည်စိတ်လျင်ရှိသွားရှိကုန်၏စိတ်လျင်အကြည်အမှုရှိကုန်၏စိတ်လျင်အထေကိုရှိကုန်၏
မကောင်းသောစိတ်ဖြင့်ပြောဆိုပြုလုပ်မိပါကထိုသို့ပြောဆိုမိပြုလုပ်မိခြင်းကြောင့်လှဲဘိန်းသည်နွား၏ခြေရာသို့အစဉ်တစိုက်လိုက်နေသကဲ့သို့ဒုက္ခသည်ထိုပုဂ္ဂိုလ်သို့အစဉ်တစိုက်လိုက်နေလေ၏ယနေ့ကျွန်ုပ်တို့ဖြစ်သမျှသည်မနေ့ကကျွန်ုပ်တို့၏အတွေးအမြင်များမှဆင်းသက်သည်ယနေ့ကျွန်ုပ်တို့၏အတွေးအမြင်များသည်မနက်ဖြန်ကျွန်ုပ်တို့၏ဘဝကိုတည်ဆောက်ပေးလိမ့်မည်အတွေ့သင်္ကပ္ပနှင့်အမြင်ဒိဋ္ဌိတို့သည်မှန်ကန်သောအတွေ့နှင့်အမြင်ဖြစ်ပါကမဂ်ခင်၈ပါးတွင်တမာသင်္ကပ္ပနှင့်တမာဒိဋ္ဌိအမိကိုရ၍မှားယွင်းသောအတွေ့နှင့်အမြင်ဖြစ်ပါကမိစ္ဆာသင်္ကပ္ပနှင့်မိစ္ဆာဒိဋ္ဌိအမိကိုရ၏ထို့ကြောင့်အတွေ့နှင့်အမြင်သည်ဘဝအတွက်အစုံနှင့်အစံလမ်းနှစ်သွယ်လုံးကိုခင်းပေးလေ၏တို့ရာတွင်အတွေးနှင့်အမြင်သည်စေတသိက်များဖြစ်၍သူ့ကြီးမရက်တည်နိုင်ပဲစိတ်ကိုရှေ့သွားပြုရ၏စိတ်ကိုကြည်မှုပြုရ၏စိတ်ဖြင့်တည်ဆောက်ရ၏ကျွန်ုပ်တို့ဖြစ်သမျှသည်ဘဝတည်ဘောဘဝတည်ဖြစ်တတ်၏ဣတိထို့ကြောင့်ဘဝမည်၏ဟူသောဝိဇ္ဇိုအယဘဝဖြစ်၏ဘဝတွင်ဝိပါကအပိုင်းကမ္မအပိုင်းကိလေသာအပိုင်းဟူ၍အပိုင်း၃ပိုင်းပါဝင်၏ကိလေသာကြောင့်ကုသိုလ်ကံနှင့်အကုသိုလ်ကံဖြစ်ရ၏ကုသိုလ်ကံနှင့်အကုသိုလ်ကံကြောင့်ကုသိုလ်အကျိုးနှင့်အကုသိုလ်အကျိုးဖြစ်ရ၏ဤ၌ကိလေသာဟူသည်အနုတ္တရအဆင့်ကိလေသာဖြစ်၏ယင်းကိုကိလေသာဝိဟူ၍လည်းခေါ်၏ကမ္မဟူသည်နာနာခဏိကအဆင့်ကုသိုလ်ကံနှင့်အကုသိုလ်ကံဖြစ်၏ယင်းကိုကမ္မဝိဟူ၍လည်းခေါ်၏ဝိပါကဟူသည်ကုသိုလ်ကံနှင့်အကုသိုလ်ကံကြောင့်ဖြစ်ပေါ်လာသောအကျိုးတရားဖြစ်၏ယင်းကိုဝိပါကဝိဟူ၍လည်းခေါ်၏ရွှေလက်ကောက်တွင်လက်ကောက်ပုံသဏ္ဍာန်သည်ဝိပါကအပိုင်းဖြစ်၏ရွှေသားသည်ကမ္မအပိုင်းဖြစ်၏ရွှေသားတွင်ပါဝင်သောမဟာဖုတ်ခေါ်ဓာတ်ကြီးလေးပါးသည်ကိလေသာအပိုင်းဖြစ်၏ရွှေလက်ကောက်တွင်ဤသို့အပိုင်း၃ပိုင်းပါဝင်သော်လည်းယင်းအပိုင်း၃ပိုင်းကိုသီးခြားစီခွဲထုတ်၍မရသကဲ့သို့ကျွန်တော်တို့ဖြစ်သမျှဘဝတွင်လည်းဝိပတ်ကံကိလေသာဟူသောအပိုင်း၃ပိုင်းကိုသီးခြားစီခွဲထုတ်၍မရဤသို့ခွဲ၍မရခြင်းကိုပင်နွားဤခြေရာနောက်သို့အစဉ်လိုက်သောလှဲဘိန်းနှင့်ဥပမာပြုခြင်းဖြစ်၏စက္ခုပါလမထေရသည်တခုသောမျက်စိကုဆရာဘဝကမျက်စိယောဂရှင်တဦးအားမှားသောအတွေ့နှင့်မှားသောအမြင်တို့ကခင်ပေးသောလမ်းပေါ်၌ရှောက်၍မျက်စိကန်းအောင်ပြုလုပ်ခဲ့ဘူး၏ထိုအကုသိုလ်ကံကြောင့်ယခုနောက်ဆုံးဘဝ၌သူမျက်စိကန်းရခြင်းဖြစ်၏ယဟန္တာဖြစ်သွား၍အနုတ္တယအစင်ကိလေသာပိုင်းကိုပယ်၍တဖန်ပြိတ္တိနေရခြင်းဇာတိကိုကုန်အောင်လုပ်နိုင်တော်လေနာနာခဏိကအဆင့်အကုသိုလ်ကံကိုကကုန်အောင်မလုပ်နိုင်ပါချေဘဝခရီးကိုရှောက်ရ၌ကျွန်ုပ်တို့၏စိတ်နှင့်ရှင်သောအတွေးနှင့်အမြင်တို့ကခင်ပေးသောလမ်းတိုင်းရှောက်ရ၏လမ်းမနှင့်လမ်းမှန်ကိုမိသူကမျှခင်ပေးသည်မဟုတ်ကျွန်ုပ်တို့၏အတွေးနှင့်အမြင်ကသာခင်ပေးခြင်းဖြစ်သည်အမှန်အားဖြင့်လူသမိုင်းဟူသည်ကျွန်ုပ်တို့၏အတွေးနှင့်အမြင်တို့ကခင်ပေးသောလမ်းတိုင်းရှောက်နေကြရသောဘဝခီးသည်တို့၏ခီးသွားမှတ်တမ်းသာဖြစ်ပါ၏ထို့ကြောင့်အစုံလမ်းနှင့်အစံလမ်းသို့မဟုတ်လမ်းမနှင့်လမ်းမှန်ကိုရွေးရ၌လောက၌ဓမ္မထွန်းကားရေးအတွက်ကြာရောက်သမျှသောလောကရန်တရားများကိုကြံ့ခံကာပြတ်ချင်သောရည်မှန်းချက်မဆုံးမနစ်သောကြိုးပမ်းမှုခိုင်မာသောစိတ်ဓာတ်လုံလောက်သောဉာဏ်ပညာတို့ဖြင့်အသက်ကိုပင်မငဲ့ကွက်ပဲလမ်းမှန်ကိုရွေး၍ဘဝခရီးလျှောက်ခဲ့သောစက္ခုပါလမထေရ၏အတွေးမှန်တမာသင်္ကပ္ပနှင့်အမြင်မှန်တမာဒိဋ္ဌိကိုအစဉ်တစိုက်နှလုံးသွင်းနိုင်ရန်
ဤဂါထာကိုမြတ်စွာဘုရားသခင်ဟောတော်မူခြင်းဖြစ်ပေ၏